ဘယ်တော့ကိုယ်ဒီခဏတော့ပဲနေနေရတာ ဒီပါကိုဒီလုံးလုံးမရှိလို့တော့ပြန်တော့ခဲ့ရတာ ဟာဒီကောင်ဝါလားဟုတ်လား ဟုတ်ပါဘူးအဲ့ဒီပြန်ချပြီ ဘုရားအကျိုးကိုလည်းချက်ပြီးပါဒီလိုရှိကြီးကြီးတယ်ကွာ ဟာဝတ်တိလာဘူးလားပါလားမလာဘူးလားပါလားလို့ငါကောင် အေးကွာငါလည်းခက်ခဲလေးရှိနေကိုင်းလာတော့နော် ပြောပါဘာခက်ခဲရှိတယ်ဒီတော့ကိုယ်ပြီးမှာ အဲ့ခက်ခဲတယ်မကြည့်ရဘူးကွာမနာနဲ့ခဲရနဲ့ဒိတ်ခါအဲ့ဒီကွာ ဒီကငါကောင်ပူရောက်နေတော့ဘယ်ငါကောင်ဟုတ်လား ဆောက်တယ် ကဲပြောဗျာဘာခက်ခဲလို့ ဒီကွာအခုခက်ခဲစကားတော့တင်ရအောင်မဒီတော့တော့ကြီးဖြစ်နေဒါမှမဟုတ်ဘူးလို့ပါ ဒီတော့မပူနဲ့ငါကောင်ကြီးတန်းတော့ငါလည်းဒါကူညီပေးရမှာပေါ့နော်ဒီတော့မပူနဲ့တို့မှလည်းပြည်သူရှိရကွာပြည်သူရှိတယ်အဲ့တော့ပြည်သူကြီးကနေပြီးတော့အကုန်လုံးဒါနောက်ကနေပြီးတော့လိုက်ပြောပြီးတော့လုပ်ပေးမယ်ပေါ့ကွာအကုန်လုံးဒီတော့မပူနဲ့တိုက်ကြရှိရတော့မင်းတို့တက်ရအောင်နောက်ကငွေအင်အားနဲ့လက်နက်ခန်းအင်အားလူခံပေးဖို့ကအတောင်ထားလိုက်တကယ်ကြီးလုပ်ပေးမယ်နော် ဒီကွာကျေးဒီမှာငယ်ကြီးညာ ရပါတယ်ကဲငါမှလည်းတကယ်ကြီးကဲခုတော့ဒီ10သိန်းဒီခဏယူထားလိုက်တကယ်ကြီးငါမေးစီစီကနေမှတခါပြန်ပြီးတော့ကူညီရက်တောင်းပေးမယ်နော် ဒီလားတရံကလည်းကိုကြီးပေးရအောင် ရပါတယ်တကယ်ကြီးကပြောကြမလို့ဘူးမင်းနဲ့ငါနဲ့ ငယ်ကြီးကတရံကြီးကကြက်ကြက်ကြီးနိုင်ရောက်ပါဒီကတော့ညနေပြီးတော့ ဘာမှအမငယ်ပါနဲ့ကွာဘာလို့ဆိုမင်းတို့ဘက်မှာလေပြည်သူတွေရှိတယ်ကွာငါတို့လိုပြည်သူရှိနေတယ်ဗျာမင်းတို့လက်နဲ့ခင်ဗျာအင်းအားဒိုရာတွေအကုန်လုပ်ပြီးတော့ဘာလို့တောင်းတော့ကြည့်မလားတကယ်တမ်းကြာလို့ဆိုကြိုက်ွေးနေပါလေကွာဆိုတော့ချုပ်ရဲပေါ်နေတယ်ဒါတို့ခိုင်းနေပြီကွာဒီလားဘူးအဲ့လိုတွေရှိတော့မပြောတာကြီးလည်းရှိမယ်စိတ်သက်ကြရည်လည်းရှိမယ်နော်အဲ့လိုတွေရှိလို့တကယ်လည်းဒါကတော့ဒီတိုင်းကြောမှာပါလို့ကွာတကယ်မှာတော့ဟုတ်လား ဒီလည်းသူကြီးလည်းဟုတ်ပြီးတော့ရဲဘော်တွေလည်းသူ့ရဲ့ကိုယ်ကလည်းကြားနေပြီးတော့ဒီကောင်လည်းကြည့်တဲ့ကောင်လည်းထွက်နေတယ်သူတို့လည်းကြားနေတယ် ဒါတော့ဒီကလေးပါပဲဒါပဲတရင်နေတာရှိတယ်ဟုတ်တယ်မတို့တရင်တစ်ခုလည်းမဟုတ်ဘူးဒါသူတို့ပြီးလို့လေဒါတို့ဖွဲ့ပြီးမရှိဘူးဆိုတော့လည်းရှိလာမှာမဟုတ်ဘူးဘာလို့လဲဆိုတော့မှဒါပီချက်တွေပါလေဆိုတာဒါအများကြီးရှိရတို့ဖွဲ့ကြီးဟုတ်တယ်မလားတို့တစ်ဖွဲ့လည်းရှိရမဟုတ်ဘူးဒါနိုင်အောင်တိုက်ရမှာပဲဒါတကယ်ခုဒါ2026ရောက်တာမလို့တော့တော်လည်းကြီးကပြီးတော့မှာငါက renovation နဲ့ရတယ်ငါတို့နောက်ကထောက်ပေးမယ်မင်းတို့ရှိရတာမာကန်တိုက်ပြီးလို့ရှင်းလို့ဒါဒီလိုပဲသွားရမှာပေါ့ဒီနေ့ ဒီတော့အားရဲဝယ်လဲဒီဒီလိုပဲအားကိုးနေတာပါကွာ အဲ့တော့မပူးနဲ့ငါမရတယ်ခုလိုတာငါးပြီလာခဲ့လိုတာအကုန်လုံးဖြည့်ပြီးတယ်ဟုတ်တယ်နော်အဲ့လိုမျိုးငါတကယ်ကြီးလိုတာပြောကွာလိုတာကတော့အကုန်လုံးဒါငါတို့ဘက်ကပြည်သူတွေတရားလုံးရှိနေတာဆိုမှတော့မင်းတို့နိုင်မရှိဘူးနိုင်နေအကြောင်းမရှိဘူးနိုင်မှာဒီဘက်နိုင်အောင်နိုင် နောက်လည်းတွေ့မှာပါတော့ အားကြပါလေတကယ်ကြီးရှင်းတယ်ပေါ့ဒီကဲတစ်ခေါက်ကငါတို့လုံးလုံးလောက်မရှိလို့ညလိုက်တဲ့စကန်ကိုခုပြန်တိုက်မယ်ပြည်သူရှိရင်ငါတို့ကကြည့်မရှာဘူးဟုတ်နိုင်တိုက်မယ်မလားတိုက်တယ်ဟုတ်တယ်ပြေးရိုက်တာမင်းတို့ပြေးရိုက်တယ်ကိုကြီး就是